တနေ့ကုန်ရှောက်တွန်းပေးရတယ်တွန်းလဲနေတုန်းကလည်းတွန်းလဲရက်ရင်သူကမကြိုက်ဘူးတွန်းလဲကိုတွန်းခိုင်းတာအဲ့နဲ့ပဲကားလေးတွေ့တော့ကားလေးနဲ့ဆိုရင်တော့သူကြော်ပျော်မှာပဲဆိုပြီးတော့အဲ့နဲ့ပဲကားဝယ်ပေးဖြစ်တာညနေဆောင်တို့ညဘက်တို့စီးခိုင်းဖြစ်တယ်စီးရင်တော့45မိနစ်ပေါ့တနာရီတခါလေးရရင်လည်းသူပြောရင်ပြောသလားအဲ့လိုမျိုးစီးနေတာပတ်စီးနေတာမရက်ဘူးเนาะတစ်လျှောက်လုံးမောင်းရတာပေါ့အားကုန်တဲ့အထိပေါ့အားကုန်မှပဲရက်တယ်တခါလေးအားကုန်တော့မစင်သေးဘူးကလေးတွေနောက်အချိန်ကြာပြန်ကတ်တယ်ကတ်ပြီးကလေးတွေနဲ့သူအဲ့လိုနေတယ် sorry သဘောကျတာပေါ့ကားမွေခင်းတွေကကားလေးဝယ်ပေးရင်ဆိုပြီးတော့လေအဲ့လိုအမြဲစဉ်းစားနေတာပေါ့ကလေးတွေစပိန်တွေသူစီးလို့ရှင်လေသဘောကျနေတာအဲ့လိုသူကအဲ့တော့ကားလေးနဲ့ဆိုတော့လေပဲကိုလေးပြောတာပေါ့ကားကြီးသွားစီးမယ်ကားကြီးသွားစီးမယ်ရောက်ပြီပစ္စည်းလေးတွေကနေတခြားလုံးတူတူရှိလာဆိုတော့လေအဲ့လိုဆုံးရှုံးအောင်မှလည်းအရင်ကြောက်တယ်ဒီသူတို့ကတတန်းဘယ်လိုပဲဖြစ်တူတယ်ဆိုတော့လေကိုကရှိနေတော့မှအရန်ဟိုပဲဂယူးစိုက်မယ်ပေါ့နော်လုံနိုင်တာတွေထက်အများကြီးပို့လုပ်ပေးမယ်သူလုံးစရာရှိတာတွေအများကြီးလုံးစေချင်တာပေါ့နော်မြင်သူမမြင်ဘူးတာတွေကိုတွေးစေချင်တယ်မရောက်ခွေးနေရာတွေကိုသွားဘူးစေချင်တယ်အဲ့လိုမစားဘူးတာတွေလည်းစားခိုင်းချင်တယ်အဲ့လိုမျိုးပေါ့သူလုံးလို့ရမှန်သမျှပေါ့နော်အကုန်လုပ်ပေးချင်တယ်ကားကြီးသွားစီးမယ်ကားကြီးသွားစီးမယ်ရောက်ပြီညီမတော့ Teddy မောင်မီပါဒါတော့ Teddy ပါဒါဟယ်လိုလို့လားဟယ်လိုဝေးဖြစ်တာကတော့ကိုဗစ်လောက်ပေါ့နော်ကိုဗစ်တုန်းကအိမ်မှာလည်းပြင်းနေရတဲ့ကလေးလည်းမရှိဘူးအိမ်ထဲမှာပဲနေရတယ်ဆိုပြီးတော့အဲ့ဒါနဲ့မွေးဝယ်ဆိုပြီးစဉ်းစားပြီးတော့မွေးဖြစ်သွားတာအခုဆိုရင်9နှစ်နဲ့2လပေါ့နော်9နှစ်2လရှိပြီဒါနေနေကားမဝယ်ခင်ကအရင်တုန်းကအဲ့လိုမျိုးလှဲလေးတွေတို့လိုဘက်ထရီဆိုင်ကယ်လေးတွေသူ့မှာရှိတယ်အဲ့ဒါကနေပြီးတော့ဒီနောက်ပိုင်းကျတော့ကားဆိုရင်တော့သူတော်တော်ကြိုက်မှာပေါ့နော်ကိုလည်းတွန်းပေးစရာမလိုအဓိကကိုပင်မန်းတာပေါ့နော်သူတနေ့ကုန်ရှောက်တွန်းပေးရတယ်တွန်းလဲနေတုန်းကလည်းတွန်းလဲရက်ရင်သူကမကြိုက်ဘူးတွန်းလဲကိုတွန်းခိုင်းတာအဲ့နဲ့ပဲကားလေးတွေ့တော့ကားလေးနဲ့ဆိုရင်တော့သူကြော်ပျော်မှာပဲဆိုပြီးတော့အဲ့နဲ့ပဲကားဝယ်ပေးဖြစ်တာငငယ်လေးတွေကပဲငငယ်လေးတွေကသူကအဓိကတော့သူလမ်းမလျှောက်ရရင်ရပြီပေါ့သူလမ်းမလျှောက်ရရင်သူအားမဆိုင်ရရင်သူမပြေးရရင်အဲ့လိုမျိုးဆိုရင်သူကရပြီအဲ့ဒါနဲ့ပဲအဲ့တုန်းကဗာလေတွန်းလဲလေးဝယ်အရင်ဝယ်လိုက်တာပေါ့နော်တွန်းလဲလေးဝယ်တော့အဲ့တွန်းလဲလေးကတက်မှလားဆိုအဲ့လိုပဲအဲ့တွန်းလဲလေးကိုသူဝင်ပြီးအဲ့လိုပဲစတိုင်နဲ့သူကရှောက်သွားတာကလေးဒီချစ်တောင်းနဲ့ရက်ပြီးတော့တွန်းတဲ့ကားလေးလေအဲ့ဒါတားတက်မလားဆိုတော့သူကတက်တယ်တက်တာနဲ့တင်လိုက်တာတင်တော့နည်းနည်းလေးပဲလှုပ်ပေးတာပေါ့အဲ့ဒါဟိုကလေးတွေကသူ့ကိုချစ်တော့လာတွန်းပေးကြတာအဲ့ဒါကိုစီးရပြုံးပြုံးဝင်းနဲ့လေသဘောကြီးကြပြီးတော့စီးရအတန်မထွက်ဘူးသူအဲ့လိုစီးရစီးနေအားနဲ့ဒါဆိုရင်တော့သူကားတော့ဝယ်ပေးရတော့မယ်ပေါ့အရင်လေးကအကြံတော့ရှိတယ်ဝယ်မဲ့အကြံတော့ဒါပေမဲ့မဝယ်ဖြစ်သေးတာဆိုင်ကယ်လဲဝယ်ပေးမယ်ဆိုပြီးတော့မဝယ်ဖြစ်သေးတာနဲ့တရားတော့ဝယ်ပေးလိုက်မယ်လေဆိုပြီးတော့ဝယ်သူကကျန်တဲ့လူတွေကိုပါမလေးရန်နေလောက်တာသူ့တွန်းပေးတဲ့တငယ်ချင်းတွေကိုလည်းရန်နေလောက်တယ်တောက်လျှောက်လောက်တာဟာစက်တိုက်လောက်တာသူစီးရလည်းကြိုက်တယ်သူစီးရင်အနားကိုလာရင်သူအကုန်ဟောင်လွတ်တာအဲ့လိုမျိုးဟောင်လွတ်တာဒီကားပေါ်မှာနဲ့အပြင်မှာနဲ့တောင်မတူဘူးဥပမာသူနေတယ်ပေါ့နော်ချစ်လိုက်တာဆိုလာခိုင်းရတယ်ချစ်အဲ့လိုမျိုးညီမခြီထားတဲ့အချိန်ဒါမှမဟုတ်သူကားပေါ်ကိုတင်လိုက်တဲ့အချိန်ဆိုသူကအဲ့လိုရန်နေလောက်တာသူ့ဖန်လေးဆိုလဲလမ်းမှာတွေ့ရင်ဟာရန်နေလောက်တာသူကားပေါ်ကနေပြီးတော့ဒါသူ့ဟာပေါ့နော်သူ့အပိုင်ပေါ့အဲ့လိုမျိုးထင်တယ်သူ့အပိုင်နေဆိုသူကတိတယ်ဟိုမှာသူ့အယုတ်တွေသူ့ရဲ့ထမင်းဘူးသူ့အိတ်သူ့ကားပေါ့အဲ့ဒါဆိုရင်သူတိတယ်သူ့အပိုင်ပေါ့ပုံမှန်ညီမလည်းအလုံးမအားတော့အဲ့လိုညနေဆောင်တို့ညဘက်တို့စီးခိုင်းဖြစ်တယ်စီးရင်တော့45မိနစ်ပေါ့တနာရီတခါလေးရရင်လည်းသူပြောရင်ပြောသလားအဲ့လိုမျိုးစီးနေတာပတ်စီးနေတာမရက်ဘူးเนาะတစ်လျှောက်လုံးမောင်းရတာပေါ့အားကုန်တဲ့အထိပေါ့အားကုန်မှပဲရက်တယ်တခါလေးအားကုန်တော့မစင်သေးဘူးကလေးတွေနောက်အချိန်ကြာပြန်ကတ်တယ်ကတ်ပြီးကလေးတွေနဲ့သူအဲ့လိုနေတယ် sorry သဘောကျတာပေါ့ကားမွေခင်းတွေကကားလေးဝယ်ပေးရင်ဆိုပြီးတော့လေအဲ့လိုအမြဲစဉ်းစားနေတာပေါ့ကလေးတွေစပိန်တွေသူစီးလို့ရှင်လေသဘောကျနေတာလို့သူကအဲ့တော့ကားလေးနဲ့ဆိုတော့လေပဲကိုလည်းပြောတာပေါ့လာတယ်ထဲဒီ
ဆိုပြီးတော့အော်ပြီးတော့သူကတစ်လျှောက်လုံးလိုက်တာပြေးလိုက်တယ်ဘေးကနေလမ်းလျှောက်ပြီးတော့လိုက်တယ်တစ်လျှောက်လုံးလိုက်တာထတီနောက်သွားတဲ့ဒီချိန်လုံးအဲ့လိုမျိုးလိုက်နေတာသူကထရီကိုမြင်အိမ်တကားလာခောက်တယ်အိမ်တကားလာခောက်တယ်ထဲဒီနဲ့သူကအထက်ကနေဟောင်းပြီးတကားလာခောက်လို့ရှိရင်သူ့ကိုလာခေါ်တယ်တကယ်လို့ကားမစီးပဲနဲ့ဒီတိုင်းပဲအောက်မှာရှူးစင်းပေါက်တာတော့ဘာလို့ဆိုရင်လည်းပဲထဲဒီကားမစီးဘူးလားသူ့ကိုမြင်နိုင်ကားမစီးဘူးလားပဲမေးကြကားမစီးသေးဘူးလားဒီနေ့ဘာလို့ကားမစီးဟာလဲသူအဲ့လိုပဲမေးကြခံစားချက်တွေကတော့အစုံပဲအဓိကကတော့သူတခုခုဖြစ်မှာစိုးရိမ်တာပေါ့နော်ကိုကသူ့ကိုဒီအများကြီးဂရုစိုက်တယ်ပေါ့နော်စိုက်နေတဲ့ဂျားတွေကတခုခုဖြစ်သွားမလားတခုခုမြန်လွဲချော်သွားမလားပေါ့အဲ့လိုမျိုးစိုးရိမ်တာတော့ရှိတယ်အတန်တွေကိုသူကကြောက်တယ်အတန်ဆိုတာတောက်ခောက်တဲ့အတန်တို့နည်းနည်းဒေါသဖြစ်တဲ့လေတံမမာနဲ့ပြောမိရဲ့အတန်တို့ဟာတို့ပါတော့အဲ့လိုမျိုးလေးနည်းနည်းအားမှန်နဲ့လှုပ်လိုက်လို့ရှိရင်အခုလှုပ်လိုက်ရင်ထထွက်သွားမှာဆိုလို့တို့ပါလို့လှုပ်လိုက်ရင်လေသူကြောက်တယ်အဲ့လောက်ဆိုရင်ရပြီပေါ့ဟိုလိုကြီးအရင်စူစီရတော့သူကမလိုသေးဘူးဒါမဲ့တခြားလမ်းမှာခွေးတွေတွေ့ရင်တို့ပါလို့ဆိုလို့ရှိရင်သူကလိုက်တယ်အဲ့ချိန်ကျရင်လှမ်းဆူရတယ်ငယ်တော့ခွေးကြိုက်ခံဘူးတာကိုခွေးကြိုက်ခံဘူးတော့အဲ့လိုသူသတိထားရတယ်သူကခွေးကြီးတွေဆိုရင်သူကအရန်သွားကျင်တာခွေးတွေနာကိုလေသူကတခင်ရှိရင်သူလုံခြုံတယ်လို့ပဲစဉ်းစားထားတာအဲ့တော့တခင်နဲ့ကက်ရက်ဆိုရင်သူကဘာဖြစ်ဖြစ်မကြောက်ဘူးခွေးကြီးတွေလည်းသွားလိုက်တာပဲဘယ်နေရာဖြစ်သူမကြောက်ဘူးဟောင်းတာအရန်ဟောင်းတာအဲ့လိုတခင်မရှိတော့ကုတ်နေရပဲအဲ့ဒါကတော့အများကြီးကိုတွေ့တယ်ဒီ PC လေးတွေကနေတခြားလုံးတူတူရှိလာဆိုတော့လေအဲ့လိုဆုံးရှုံးအောင်မှလည်းအရန်ကြောက်တယ်ဒီသူတို့ကတတန်းဘလို့ပဲဖြစ်တူတယ်ဆိုတော့လေကိုကရှိနေတော့မှအရန်ဟိုပဲဂယူးစိုက်မယ်ပေါ့နော်လုံနိုင်တာတွေထက်အများကြီးပို့လုပ်ပေးမယ်သူလုံးစရာရှိတာတွေအများကြီးလုံးစေချင်တာပေါ့နော်မြင်သူမမြင်ဘူးတာတွေကိုတွေးစေချင်တယ်မရောက်ခွေးနေရာတွေကိုသွားဘူးစေချင်တယ်အဲ့လိုမစားဘူးတာတွေလည်းစားခိုင်းချင်တယ်အဲ့လိုမျိုးပေါ့သူလုံးလို့ရတာမှန်သမျှပေါ့နော်အကုန်လုံးပေးချင်တယ်အပြင်သွားတဲ့နေရာတွေပေါ့နော်အခုနောက်ပိုင်းကိုကအပြင်သွားတိုင်းသူသွားလို့ရတဲ့နေရာတွေပဲရွေးပြီးတော့အဲ့လိုသွားရတာပေါ့တော်တော်များများ10ကာမှာ9ကာသူနဲ့သွားတာဆိုတော့သူခေါ်သွားလို့ရတဲ့နေရာတွေတားလိုက်လို့ရတဲ့နေရာတွေအဲ့လိုမျိုးတွေပဲသွားရတယ် coffee sign ဆိုရင်လည်းပဲအရင်ဆုံးသွားမယ်ဆိုရင်pet friendly ဖြစ်လားခွေးလေးခေါ်လို့ရလားအဲ့လိုအရင်မေးရတယ်မေးပြီးမှအဲ့ဒါသွားရတယ်တငယ်ချင်းတွေလည်းအဲ့လိုပဲသူနဲ့သွားအိမ်နဲ့သွားမယ်ဆိုရင်သူတို့ဒီခွေးခေါ်လို့ရလားရရင်သွားတယ်သူတို့ကအဲ့လိုမျိုးပတ်လေးတွေခေါ်လို့ရတဲ့နေရာပဲတူတူလိုက်သွားပေးရတာပေါ့သူနဲ့ဆိုတော့လေသူတို့ကပါစဉ်းစားရတယ်သူ night out ထွက်ရတာလေကြိုက်တယ်လေ night out တော့တခါလေးညဘက်အပြင်ထွက်ရင်တော့မှပဲသူပါတယ်သူထိုင်လို့ရတဲ့နေရာတွေသူသွားလို့ရတဲ့နေရာတွေအဲ့လိုမျိုးသွားရတယ်လိုက်ချင်နေကိုကသွားဖို့ပြင်ဆင်နေပြီဆိုရင်သူက ready ပဲသူတိနေပြီပေါ့အဲ့တော့သူလိုက်ရမယ်အမြဲတမ်းခေါ်နေကြဖြစ်နေတော့သူကအကျင့်ဖြစ်နေတာသူအိမ်မှာမနေခဲ့ချင်ဘူးသူလိုက်ချင်တာအဲ့လိုမျိုးပြောမပြနိုင်အောင်ပဲဘလို့ပြောပြမှန်းတော့မသိဘူးအဲ့လိုတခါလေသူအိတ်နေဟဲ့ဟိုဘလို့ချစ်မှန်းမသိဘူးလုံကြီးနေလေအရင်ချစ်ဖို့ကောင်းတယ်သူမရှိတော့ရင်ဆိုပြီးတော့စဉ်းစားဘူးရပေါ့နော်ပြင်ဆင်ထားရတယ်အဲ့ဒါကိုလည်းပဲမရှိရင်ဘလို့မျိုးလေးဆိုပြီးတော့ page လေးလည်းအဲ့ဒါကနေစလုပ်ဖြစ်သွားတာပေါ့နော်မရှိရင်ဒီလိုမျိုးလေးပြန်ကြည့်မယ်ပေါ့သူနေ့တိုင်းလုပ်တဲ့ဟာတွေသူ activity တွေလို့ပြန်ကြည့်မယ်ဆိုပြီးတော့လုပ်ဖြစ်သွားတာတာကိုကြည့်ပေးကြလို့ကျေးဇူးတင်ပါတယ်အပြင်မှာလည်းသူကနည်းနည်းတော့စွာတယ်ပေါ့နော် fan တွေကလည်းပဲသူ့ကိုကြည့်မယ်ဆိုလို့ရှိရင်နည်းနည်းတော့စွာပါတယ်လို့ဒါမှချစ်တတ်ပါတယ်သူကကျေးဇူးတင်ပါတယ်လို့ page ကတီတီရောဦးဦးတွေရောထရီရဲ့တငယ်ချင်းတွေရောကျေးဇူးတင်ပါတယ်လို့